ဒီနေ့မနက်ဖျားကန်းမှာလောက်ဆရာရှိရဲ့ဝေယဝစ္စလေးလုပ်ပြီးရဲ့အချိန်မှာအချိန်လေးနဲ့ငယ်အားနေရနဲ့ပြောင်းမှုပေါင်းလေးလှုပ်ရှားဖြစ်ပါတယ်။အရင်ဆုံးပြောင်းမှုလေးတွေကိုလီထုတ်လိုက်ပါတယ်။ပြီးတော့ရင်တော့ကျိတ်ဆက်ထဲမှာထည့်ပြီးတော့မှကျိတ်ဖို့အတွက်အစင်သင့်ပြင်ထားပါတယ်။ပြောင်းမှုတွေထည့်ပြီးရဲ့နောက်မှာကြက်ဥ၃လုံးကိုဖောက်ပြီးတော့ထည့်ပါတယ်။၃လုံးမှာအကာ၃လုံးအနစ်တစ်လုံးယူပါတယ်။အဲ့ဒါပြီးရဲ့နောက်မှာတော့နွားနို့100 g ကိုလောင်းထည့်လိုက်ပါတယ်။ပြီးတော့ပြောင်းကုန်မှု၃စုံကိုလည်းထည့်ပါတယ်။အကယ်လို့ဒီထက်ပိုပြီးတော့မှပြည့်နစ်စားခြင်းတော့၅စုံလောက်ထည့်လို့ရပါတယ်။ပြီးရင်အားလုံးကို blender ထဲမှာထည့်ပြီးတော့မှကြိတ်လိုက်ပါတယ်။ပြီးရင်တော့ရလာတဲ့မုန့်နစ်လေးတွေကိုပြောင်းမှုဘက်ထဲမှာထည့်လိုက်ပါတယ်။ဒီညမှာဒီကားကပြောင်းမှုဘက်လေးတွေကိုရေးစေးထားဖို့မမေ့ပါနဲ့။ပြီးသွားရင်ပေါင်းဦးထဲမှာမိနစ်20ခန့်ပေါင်းပါတယ်။အခုဆိုလို့ရှိရင်တော့စိတ်ချူချူနဲ့အရသာအရန်ကောင်းတဲ့ပြောင်းမှုမုန့်လေးကိုမချနဲ့တွဲပြီးတော့မှစားသုံးပါမယ်ရှင်။အရန်ကိုလောက်ရလွယ်ကူတာမို့လို့အိမ်မှာလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်